အဲ့ဒီ CEO ကမိတ်ကလေးနဲ့အမျိုးသမီးတွေကိုအယံမုန်းနေသူပါဒါကြောင့်သူအားလည်းရခီးကပြန်လာပြီးဆိုတာကိုကြားတာနဲ့ဝန်ထမ်းအမျိုးသမီးတွေဟာသူတို့ရဲ့မိတ်ကတွေကိုအသေးအတန်ဖြစ်ကြပါတယ်ပြီးတော့ CEO ကိုနှုတ်ဆက်ဖို့အတွက်အပေါ်ဝတ်ကုတ်အင်ဂျီတွေကိုအပြိုင်ဆိုင်ဝတ်ဆင်လိုက်ကြတယ်အတက်ရောက်လာတဲ့အမျိုးသမီးလေးကတော့ဒီစီကံတွေကိုဘာမှမသိရှာပါဘူးသူမကဘေးနားမှာတတိထားပြီးရက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမကိုမကြည့်ဖြူတဲ့မန်နေဂျာတယောက်ကသူမကိုတမင်တက်တက်တွန်းထုတ်လိုက်ပါတယ်မမျှော်လင့်ပဲအဲ့ဒီအမျိုးသမီးလေးဟာ CEO ရဲ့နှက်ခမ်းကိုတက်တက်ကြီးနမ်းမိသွားပါတော့တယ်လူတိုင်းစွန့်သွားကြတာပေါ့သူမကတော့ငါတော့သွားပြီလို့တွေးပြီး CEO ကိုအမြန်တောင်းပန်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာက CEO ဟာသူမကိုရုတ်တရက်ဖတ်လိုက်ပြီးသူမကိုအယမ်းလွှမ်းနေခဲ့တာဆိုပြီးထက်ခါတလဲလဲပြောနေခဲ့ပါတယ်အမျိုးသမီးလေးကတော့ကြောင်သွားတာပေါ့သူမကဒီလူကိုလုံးဝမသိပါဘူးပြီးတော့အဲ့ဒီလူကသူ့ရဲ့လက်ထောက်ကိုခေါ်ပြီးဒီအမျိုးသမီးကိုတစ်နှစ်လစာဒေါ်လာ9 သန်းနဲ့ကြီးကြပ်ရေးမှုစူပါဖိုက်ဆာအဖြစ်ရာထူးတိုးပေးဖို့ပြောလိုက်ပါတယ်ပြီးတော့သူမကိုသူ့ရုံးခန်းထဲတန်းခေါ်သွားပြီးဒဏ်ရာရသွားလားဆိုတာကိုစစ်ဆေးပေးနေပါတော့တယ်အမျိုးသမီးလေးကသူမရဲ့လစာအကြောင်းမေးမလို့ရှိသေးအဲ့ဒီလူကသူမရဲ့ပခုံးကိုမိပြီးရုတ်တရက်အိပ်ပျော်သွားပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုတယ်လို့ပဲသူ့မျက်လုံးထဲမှာအလင်းနဲ့တစ်ခုဖြစ်ပြေးသွားပြီးသူချက်ချင်းပြန်လို့လာပါတယ်အဲ့ဒီအချိန်မှာသူဟာခုနကဖြစ်ပျက်ခဲ့တာတွေကိုအကုန်မေ့သွားပုံရပါတယ်သူမကိုခွင့်ပြုချက်မရှိပဲရုံးခန်းထဲဘာလို့ဝင်လာတာလဲဆိုပြီးစူပူပါတော့တယ်ပြီးတော့လက်ထောက်ကိုခေါ်ပြီးသူမကိုအလုပ်ကနေချက်ချင်းထုတ်လိုက်ပါတယ်အမျိုးသမီးလေးရောလက်ထောက်ပါအံ့ဩလုံးလုံးမြင့်တက်သွားကြတယ်အမျိုးသမီးလေးကဒေါသထွက်ပေမဲ့လည်းလှည့်ထွက်သွားရုံကလွယ်လို့တခြားရွေးချယ်စရာမရှိခဲ့ဘူးဒါပေမဲ့သူမထွက်သွားပြီးချင်းမှာပဲအဲ့ဒီလူကကော်ဖီတောက်ရင်းတကြားခဲနင်းသွားပါတယ်ကျေလောင်တဲ့အတန်ကြောင့်လက်ထောက်နဲ့အမျိုးသမီးလေးဟာအခန်းထဲကိုပြန်ဝင်လာကြတယ်အခြေအနေကစိုးရိမ်ရတာကိုမြင်တော့အမျိုးသမီးလေးကသူ့ကိုကယ်ဖို့အမြန်လှုပ်ရှားပါတော့တယ်သူမကသူ့ဘိုက်ကိုအချိန်ချင်းနှိပ်ပေးခဲ့ပါတယ်ခဏအကြာမှာတော့အဲ့ဒီလူတတိလစ်သွားပါတယ်အမျိုးသမီးလေးကသူ့ကိုကြမ်းပြင်ပေါ်မှာလှည့်သိပ်လိုက်ပြီးအသက်ရှူကူညီပေးခြင်းကိုလှုပ်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီလူရဲ့အသက်ရှူတန်းနဲ့နှလုံးခုန်လုံးပုံမှန်ပြန်ဖြစ်လာတဲ့ခါမှာတော့သူမကိုမုန်းတဲ့မန်နေဂျာကကုမ္ပဏီကနေအခုချက်ချင်းထွက်သွားဖို့ပြောပါတယ်အမျိုးသမီးလေးလည်းအကူညီမဲ့စွာနဲ့ပဲထွက်သွားခဲ့ရတာပေါ့သူမထွက်သွားပြီးတာနဲ့ CEO ဟာတဖန်ပြန်ပြီးနိုးလာပါတော့တယ်သူနိုးလာချိန်မှာမျက်လုံးထဲမှာအလင်းနဲ့တစ်ခုထပ်မံဖြစ်ပြေးသွားပြန်တယ်အဲ့ဒီနောက်သူ့ရဲ့လက်ထောက်ကိုအဲ့ဒီအမျိုးသမီးဘယ်ရောက်သွားလဲလို့မေးလိုက်ပါတယ်သူမအလုပ်ထုတ်ခံလိုက်ရပြီဆိုတာသိလိုက်ရတဲ့အခါဘသူကသူမကိုနှင်ထုတ်လိုက်တာလဲဆိုပြီးဒေါသတကြီးနဲ့မြင်မြန်ပါတော့တယ်သူ့ဘာသာသူပဲသူမကိုအလုပ်ထုတ်ခဲ့တာဖြစ်ကြောင်းသိလိုက်ရပြီးနောက်မှာတော့သူမကိုချက်ချင်းပြန်ရှာဖို့သူ့လက်ထောက်ကိုအမိန့်ပေးလိုက်ပါတယ်လက်ထောက်ဖြစ်သူကတော့သူ့လူကြီးဖျားနေတာများလားလို့ထင်နေပေမဲ့သူ့နှစ်ဖူးကိုစမ်းကြည့်တဲ့အခါမှာတော့လုံးဝပူမနေပါဘူးအဲ့ဒီအချိန်မှာလူကြီးဖြစ်သူကသူ့စီမှာကွဲပြားခြားနားတဲ့ကိုရီကိုသွေးနှစ်ခုရှိနေပြီဆိုတာကိုသဘောပေါက်သွားပါတယ်နောက်ထပ်ကိုရီကိုသွေးတစ်ခုကသူမကိုအလုံးမထုတ်နိုင်အောင်တားဆီးဖို့အတွက်အကယ်၍သူသာသူမကိုအလုပ်ထုတ်ခဲ့ရင်သူ့ရဲ့ပိုင်ဆိုင်မှုအလုံးကိုသူမကိုပေးအပ်ရမယ်ဆိုတဲ့စာချုပ်တစ်ခုမှာသူလက်မှတ်ရေးထိုးလိုက်ပါတယ်လက်ထောက်ကဒီလောက်တာမှအမျိုးသမီးတစ်ယောက်ကိုသူ့လူကြီးကဘာကြောင့်ဒီလောက်ထိဆွဲလန်းနေရတာလဲဆိုပြီးအံ့ဩနေပေမဲ့လူကြီးဖြစ်သူကတော့သူမဟာသူ့ရဲ့ဇနီးဖြစ်ကြောင်းခက်ထန်စွာပြန်ပြောလိုက်ပါတယ်သူမကိုပြန်တွေ့တဲ့အခါမှာတော့သူမကသူ့စီမှာအလုပ်ပြန်မလုပ်တော့ဘူးလို့ညင်းဆိုပါတယ်ဒါကြောင့်သူကသူမကိုဘယ်တော့မှအလုပ်ပြန်မထုတ်တော့ဘူးလို့ကတိပေးတဲ့အပြင်လစာကိုလည်းတိုးပေးမယ်လို့ပြောလိုက်ပါတယ်လစာအများကြီးရမှာဖြစ်တဲ့အတွက်သူမဟာသူ့ရဲ့အတွင်းရေးမှုဖြစ်လုပ်ကင်ဖို့သဘောတူလိုက်ပါတယ်နောက်တစ်နေ့မှာတော့အမျိုးသမီးကအလုပ်ဆက်ဆင်းပါတယ်လူကြီးဖြစ်သူရဲ့နောက်ထပ်ကိုရီကိုသွေးတစ်ခုကတော့သူမကိုဘာလို့အလုပ်မထုတ်သေးတာလဲလို့လက်ထောက်ကိုမေးပါတယ်လက်ထောက်ကမနေ့ကလူကြီးမင်းကိုယ်တိုင်စာချုပ်ချုပ်ခဲ့တာလေအကယ်၍သူမကိုအလုပ်ထုတ်လိုက်ရင်လူကြီးမင်းရဲ့ပိုင်ဆိုင်မှုအားလုံးသူမနာမည်အောက်ကိုရောက်သွားမှာပါလို့ပြန်ပြောပြပါတယ်သူ့ရဲ့ပိုင်ဆိုင်မှု password တွေကိုပါပြောင်းလဲထားတယ်ဆိုတာလက်ထောက်ကပြောပြတဲ့အခါမှာတော့သူမယုံကြည်နိုင်အောင်ဖြစ်သွားပါတယ်သူဟာကွန်ပျူတာကိုအပြေးလွှားသွားစစ်ဆေးကြည့်တဲ့အခါမှာ password ကတကယ်ပဲပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်သူအရန်ဒေါသထွက်သွားပြီးအဲ့ဒီ password ကိုဖောက်ထွင်းဖို့အတွက်ဟက်ကာအဖွဲ့တစ်ဖွဲ့ကိုငှားရမ်းလိုက်ပါတော့တယ်တိတ်မကြခင်မှာပဲ password ကိုဖောက်ထွင်းနိုင်ပြီဆိုတဲ့သတင်းကောင်းကိုသူရရှိခဲ့ပါတယ်ဒါကြောင့်သူဟာသူမကိုအလုပ်ပြန်ထုတ်လိုက်ပြန်ပါတယ်ဒါပေမဲ့သူရုံးခန်းကိုပြန်ရောက်တဲ့အခါမှာတော့ဟက်ကာတွေကနောက်ထပ်တစ်နာရီအတွင်းမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးဟာသူမစီကိုအလိုလျောက်လွှဲပြောင်းပေးဖို့မှဖြစ်ကြောင်းပြောပြလိုက်ပါတယ်တကယ်တော့သူ့ရဲ့ဒုတိယကိုရီကိုသွေးကသူ့ရဲ့လုပ်ရက်တွေကိုကြိုတင်ခံမှန်းထားတာပါအကယ်၍ password တာဖောက်ထွင်းခံရမယ်ဆိုရင်ပိုင်ဆိုင်မှုအားလုံးအလိုလျောက်လွှဲပြောင်းပေးဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်ဒါကိုဖြေရှင်းဖို့တခုတည်းသောနည်းလမ်းကတော့သူမကိုပြန်ခေါ်ဖို့ပဲရှိပါတော့တယ်သူအရန်ဒေါသထွက်သွားပြီးသူမဘယ်မှာလဲဆိုတာကိုချက်ချင်းရှာဖို့လက်ထောက်ကိုအမိန့်ပေးလိုက်ပါတော့တယ်